要被闹你来了，被拆了，拆了那个话，哎，拆了那个俺别了呗。ကျွန်တော်ပြမဲ့မြင်လဲလေးရတော့ကျွန်တော်တို့ဖဲချက်လေးတွေပဲရှိပါဖဲချက်လေးရတော့မြင်တွေ့တဲ့အတိုင်းပါပဲဖဲလေးတွေတရွယ်ချင်းစီပေါ့အဲ့ဒီဖဲလေးတို့လာတာအားချလာဟုတ်ပြီလားဘယ်ရဲ့သဘောကျရင်လက်ခုပ်လေးတစ်ချက်လောက်တီးပြီးတော့အားပေးလိုက်ပါကျေးဇူးအများကြီးတင်ပါတယ်ကြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ကြီးချစ်လေးဒီကျေးဇူးဘလို့ရပြီအခုခဏနေဦးတကယ်တန်ဝင်တော့မယ်ဒါလေးရတော့ဖဲချက်လေးတွေမြင်တွေ့တဲ့အတိုင်းပါပဲဒီပြခွက်ကကျွန်တော်တယောက်တည်းပြတ်တတ်တာမဟုတ်ပါကျွန်တော်ရဲ့တပည့်ကလည်းပြတ်တတ်ပါတယ်တပည့်တစ်ချက်လောက်ပြလိုက်ပါဟောငါတီးအောင်ဟေးအောက်ကလေးပြန်ကောင်းလေဟေးနေနာဟေးဒါလေးကတတ်ကျွန်တော်ရီအောင်ပြတာပါရီအောင်ပြတာပါဒါလေးကတော့ကျွန်တော်ဒီကပြမဲ့ပြခွက်လေးနည်းနည်းလေးတီးတာဒီကပြမဲ့ပြခွက်လေးကဟိုင်းမှကြည့်လားဟိုင်းမှကြည့်ခွက်ကလေးထဲမှာဘာတွေရှိလဲဘာမှမရှိပါမရှိတဲ့ခွက်ကလေးတော့ဟိုင်းမှကြည့်လိုက်စမ်းအဲ့ဒီပါဘဲဦးလေးတစ်လုံးလာပြီဒီမှာကြည့်လိုက်ဘဲဦးတေးကြရဲ့လားဘဲဦးဆိုတာဒီမှာကြည့်ဟိုင်းမှကြည့်ဘဲဦးလေးလာပြီဟဲ့ချက်လောက်ငါလာလေးတော့နည်းနည်းမန်းစုံသေးပါလေးပြူကလေးဟမ်မာစုံသေးပါလေးပြူကလေးဟမ်မာဟေးအေးဒါအားချလာဟေးမြင်းတဲ့တိုင်းပါပဲလက်ကုပ်လေးချက်လောက်ပြီးတော့ပေးလိုက်ပါโอเคဘဲဦးလေးတစ်လုံးနဲ့လေးလုံးပြစ်သွားတာမြင်တွေ့တယ်ဒါကျွန်တော်မြင်လဲအစီအစဉ်လေးပါဒါတွေကတော့ပိတ်သက်တွေကိုကျွန်တော်အပြောသဘောလေးနဲ့ပြတဲ့သဘောလေးပါပဲဘာလောက်တာလို့ဒုက္ခပဲကော်ရီနဲ့ကတ်တာတာမဟုတ်ပါဘူးဗျဒါဘာဖြစ်သွားတာလဲဆိုကျွန်တော်အလောပိန်တာပေါ့အလောပိန်လဲဆိုတော့အလိန်ပေါ်သွားတာပါတော်ဆောရဲဒီတခါကျတော့ဘာတွေပြမှလဲဟိုင်းမှကြည့်လိုက်စမ်းပိတ်သက်တွေဟိုင်းမှကြည့်ပါဘာရှိလဲဘာရှိလဲတခြားလေးကြည့်ပေးပါဟဲ့ဘာမှမကြည့်ပါလားဟေးဟုတ်တယ်ပြီငိန်တော့ဟေးကြားလုံးလေးတွေဖြစ်သွားပါပြီဒါတွေပိတ်သက်တွေကျွန်တော်ကျဲပေးပါဖြစ်ပါဟေးโอเคဟေးဒီဘက်ဒီဂျာလုံးတွေများပဲတော့ဗျဂျာလုံးတွေအများကြီးပါနော်ဒါလေးကတော့ကျွန်တော်တို့မင်းကပိတ်ထိုးခြင်းနေပြီနော်မင်းကပိတ်ထိုးခြင်းနေပြီနော်မင်းကိုပိတ်ထိုးခြင်းနေပြီဒါတော့ကျွန်တော်အပြောသဘောလေးပါပဲဒါပြောတိပြတ်ဒီတကပြပါကဘာလဲဆိုတော့ဟိုင်းမကြည့်လိုက်စမ်းဟိုင်းမကြည့်လိုက်ဒီမှာကြည့်ငိန်နာငိန်လို့ငိန်နာလိုက်ဟိုင်းမကြည့်လိုက်ဟေးဘလူးပြနေတော့လို့ဒါရီကဒီလိုပြလိုက်တဲ့အခါကျတော့ဘရိတ်တဲ့တအားကြောက်သွားမှဆိုလို့ဒါလေး